အားလုံးပဲမင်္ဂလာပါ Estate Channel ကနေကြိုဆိုပါတယ်ဒီနေ့ကျွန်တော်ပြောပြချင်တဲ့အကြောင်းအရာတွေကတော့နှစ်60ခရံအမီပေါင်းနဲ့အမီပေါင်းမရှိတော့တဲ့အိမ်ချမ်းမြေကွက်တွေကိုဝယ်မယ်ဆိုရင်ဘယ်လိုဝယ်ယူရမလဲဆိုတာလေးကိုကျွန်တော်ပြောပြချင်ပါတယ်နှစ်60ခရံတွေကိုဝယ်မယ်ဆိုရင်ကျွန်တော်ကိုယ်တိုင်ပေါ့နော်လက်ရှိကျွန်တော်ကိုယ်တိုင်လည်းဝယ်ယူပါတယ်ကျွန်တော်ကိုယ်တိုင်ဝင်ကျွန်တော်ဘယ်ကနေပြီးတော့ဘယ်လိုစလုပ်လဲပေါ့ဘယ်လိုစဝယ်လဲဆိုတာကိုကျွန်တော် sharing လုပ်ပေးခြင်းလို့ပါကျွန်တော်တို့ရှိပြီးသားမြို့နယ်မှာတော့ကျွန်တော်မြင်ဘူးတွေ့ဘူးတလောက်တော့ခရံ၄မျိုးရှိတယ်ခင်ဗျအိုးအိမ်ခရံရှိမယ်စီပင်ခရံရှိမယ်ရွှေခရံရှိမယ်ချက်ခိုင်ခရံရှိမယ်ခရံ၄မျိုးတော့ကျွန်တော်တွေ့ဘူးမြင်ဘူးပါတယ်ဘယ်ခရံပဲဖြစ်ပါကျွန်တော်တို့စီပင်မှာစီရင်မှန်ရင်ဘယ်ကံပဲဖြစ်အယောင်းဝယ်လုပ်လို့ရတယ်ဝယ်ယူလို့ရပါတယ်အဲ့တော့ဂရံအမီပေါက်မြေကိုဝယ်မယ်ပေါ့ဂရံအမီပေါက်မြေကိုဝယ်မယ်အမီပေါက်ရှိရနေဓာတ်ရိုက်ဝယ်မယ်ဆိုရင်ကျွန်တော်တို့ကဘာရင်စလုပ်ရလဲဆိုတော့ကျွန်တော်ဈေးညှိနိုင်တဲ့ကိစ္စကိုအရင်စလုပ်ကြတယ်ဒါရောင်းတဲ့လူကလည်းသူခေါ်တဲ့ဈေးရှိလို့ဝယ်တဲ့လူကလည်းသူဝယ်နိုင်တဲ့ဈေးရှိတယ်ဈေးညှိနိုင်ကြတယ်ဈေးအဆင်ပြေသွားပြီဈေးအဆင်ပြေပြီဆိုကျွန်တော်ဆရန်ချရတော့မယ်ဆရန်မချခင်မှာကျွန်တော်တို့ဘာလုပ်တင်လဲဆိုတော့ကျွန်တော်တို့အယောင်းဝယ်လုံမဲ့မြေကွက်ကိုမြေရင်တိုင်းတင်တယ်မျက်နှာစာပေပြေးမပြေးအနောက်ကိုပေပြေးမပြေးမြေရင်တိုင်းတင်တယ်မြေတိုင်းပြီးမှကျွန်တော်တို့ဒီအယောင်းချတဲ့အယောင်းဝယ်လုံတဲ့မြေကွက်ရဲ့ကြရန်အမီပေါက်မှန်ကိုစီပင်မှာစစ်ကြတယ်အဲ့ရဲ့ process တွေပြီးမှကျွန်တော်တို့ဆရန်စာချုပ်ချုပ်ကြတယ်ပေါ့ဒီနေရာမှာတခုတတိထားမှာကစားစာတန်မှန်တာပေါ့အတုပေါ့ဗျာပိုးနေရောအတုပေါ့စားစာတန်အတုတွေကိုတော့ဝယ်တဲ့လူအနေနဲ့တတိထားဖို့တော့လိုတယ်ပေါ့တချို့အတုတွေဆိုရင်အစစ်နီးပါးကိုတူတာတွေရှိတယ်အမီပေါက်လည်းအတူတူပဲစားစာတန်ကအတူတူပဲအဲ့ဒါလေးတော့တတိထားစေချင်ဖို့တော့လိုပါတယ်စီယန်ချပြီးပြီဆိုတာနဲ့ရောင်းတဲ့လူဘက်ကအယောင်းဝယ်ပြုလုပ်တဲ့မြေကွက်ကိုကျွန်တော်တို့အယောင်းမြေပုံကူးပေးကြရပါတယ်အယောင်းမြေပုံကူးတာရဲ့ကြာချိန်ကတော့3ပတ်တလအဝန်းကျင်တော့ကြာတတ်ပါတယ်ခင်ဗျတော်တော်များများတော့အယောင်းမြေပုံကူးထွက်မှငွေချီကြတာများပါတယ်အချို့လူတွေကတော့လူချင်းရင်းနှီးတာပဲဖြစ်ပေါ့နော်ဒါကတော့ငွေချီနေချီတယ်ငွေချမ်းလဲချမ်းကြတယ်ပေါ့ဒါကတော့အတိတိကျကျအချိန်ကာလတော့မရှိပါဘူးနားလည်မှုနဲ့လုပ်နေကြတာများပါတယ်တော်တော်များများကတော့ငွေအနှဲငယ်တော့ခြံတတ်ကြတယ်ခင်ဗျကျွန်တော်တို့ရန်ကုန်မြို့တော်စာချုပ်စာတမ်းညာမှတ်ပုံနေရုံမှာရောင်းတဲ့လူနဲ့ဝယ်တဲ့လူနဲ့စာချုပ်ကြီးချုပ်ဖို့ကိုငွေကိုအနှဲငယ်တော့ခြံတတ်ကြပါတယ်ခင်ဗျအယောင်းမြေပုံရပြီးတာနဲ့ဝယ်တဲ့လူကရင်အမီပြောင်းလဲဖို့ကိုစတင်လုပ်ဆောင်လို့ရပါပြီဝယ်သူကနေပြီးတော့ယာပြတ်တင်ရမယ်အခွန်ဆောင်ရမယ်စာချုပ်ကြီးချုပ်ရပါမယ်ဒီဒါပြီးရင်တော့အမီပေါက်ထွက်ပြီပေါ့နော်ဝယ်လို့အမီပေါက်ရပြီပေါ့ဒါကတော့ကျွန်တော်တို့ကရန်အမီပေါက်ရှိရနေဓာတ်ရိုက်ဝယ်မယ်ဆိုရင်ပြုလုပ်ရမယ်အစင်စင်လေးတွေပေါ့နောက်တစ်ခုကတော့အရက်ခေါ်ကရန်ကတုံးလို့ခေါ်တဲ့ကရန်အမီပေါက်မရှိတော့တဲ့မြေကွက်တွေဝယ်မယ်ဆိုရင်ဘယ်လိုဆက်လုပ်ရမလဲပေါ့ကရန်အမီပေါက်မရှိတော့တဲ့မြေကွက်ဆိုတာကကျွန်တော်တို့ကရန်အမီပေါက်တည်ဆုံးသွားတဲ့အကွက်တွေကိုပြောတာပါအမီပေါက်မရှိတော့တဲ့အတွက်အမီပြောင်းလဲဖို့ရာနည်းတော့ခတ်သွားတာပေါ့မရအောင်မဟုတ်ပါဘူးနည်းနည်းခတ်သွားတာပါဘာလို့ရမလဲဆိုတော့ကျွန်တော်တို့ပထမလိုပဲကျွန်တော်တို့ကရန်ကိုစီပင်မှာစစ်မယ်အမီပေါက်မှန်စစ်မယ်ပေတိုင်းမယ်เนาะအဲ့ဒါတွေအကုန်အဆင်ပြေပြီဆိုတာနဲ့ကျွန်တော်တို့အဆက်ဆက်စာချုပ်တွေကိုကြည့်ရမယ်ခင်ဗျအဆက်ဆက်စာချုပ်ဆိုတာကတဆင့်ပြီးတဆင့်ရောင်းချခဲ့တဲ့စာချုပ်တွေကိုခေါ်တာပါအဆက်ဆက်စာချုပ်တွေလည်းစုံပြီဆိုတာနဲ့ဒါကျွန်တော်တို့စရန်ချလို့ရပါပြီစရန်ချပြီးသွားတာနဲ့ဒါအမီပေါက်မရှိတော့တဲ့အတွက်တခြားလုပ်ငန်းစဉ်တွေဘာမှလုပ်စရာမလိုတော့ဘူးအဲ့တော့ကို payment ကို final payment ကိုဘယ်တော့ပေးမလဲဆိုတော့ရောင်းလူဝယ်သူညှိနှိုင်းပြီးတော့စာချုပ်ဆက်ချုပ်လို့ရပါခင်ဗျကရန်ကတုံးကဆိုတာလဲစားဆိုင်ပိုင်ဆိုင်မှုခိုင်မာပါတယ်ပိုင်ဆိုင်မှုခိုင်မာပါတယ်ကျွန်တော်ပထမပြောခဲ့သလိုပဲစီပင်မှာစီရင်ဝယ်လို့ရပါတယ်
အမီကရန်အမီပေါက်မရှိတော့တဲ့မြေကွက်တွေကရန်ကရုံးပေါ့ကရန်ကရုံးတွေကအမီပေါက်ပြောင်းလဲလို့မရဘူးလားဆိုတော့ရပါတယ်ပြောင်းလို့ရပါတယ်ကျွန်တော်တို့တရားရုံးမှာတစ်ဖက်သက်တရားဆွဲပြီးတော့အနိုင်ဒီဂရီယူပြီးအယောင်းမြေပုံကူးလို့ရပါတယ်တော်တော်များများတော့မကူးကြတာများပါတယ်ဘာဖြစ်လို့လဲဆိုတော့အချိန်ကုန်တယ်ငွေကုန်တယ်နည်းနည်းလေးလှုပ်ရှုပ်တာပေါ့ကျွန်တော်အကြံပေးချင်တာကတော့လူကြီးမင်းတို့အင်ချမ်းမြေဝယ်တော့မယ်ဆိုရင်တော့အင်ချမ်းမြေရှိနေခေါ်ပါနောက်ပြီးအင်ချမ်းမြေကျောင်းသားလေတဲ့အကျိုးဆောင်တွေနဲ့ဝယ်ယူပါတချို့အကျိုးဆောင်တွေဆိုရင်ရှိနေနေပါနားလေတဲ့အကျိုးဆောင်တွေရှိပါတယ်ဘာဖြစ်လို့ကျွန်တော်တို့ပြောရလဲဆိုတော့ကျွန်တော်တို့ဒီအင်ချမ်းမြေလောကမှာပိုင်ဆိုင်မှုခိုင်မာတဲ့အင်ချမ်းမြေရှိကြလို့အတူအပကြီးလည်းရှိပါတယ်ကျွန်တော် channel ကိုကြည့်နေတဲ့လူကြီးမင်းတို့ဒါနင့်နာဆုံးရှုံးမှုမကြုံရအောင်ကျွန်တော်ကအကြံပေးခြင်းဖြစ်ပါတယ်နောက်နေ့တွေမှာလည်းကျွန်တော်ဒီ channel ကနေပြီးတော့ဒီရောင်းမို့ရှိတဲ့မြေကွက်လေးတွေငါးဖို့ရှိတဲ့ကိုတောင်လေးတွေရောင်းမို့ရှိတဲ့စက်မှုစုံလေးတွေပေါ့အားလေးကိုကျွန်တော်တင်ဆက်ပေးသွားပါအောင်မယ်မှားတာရှိရင်ပဲဖြစ်ဖြစ်လိုအပ်တာရှိရင်ပဲဖြစ်ဖြစ်နားလည်ပေးဖို့မေတ္တာရက်ခံပါတယ်အားလုံးပဲကြမ်းမှချမ်းသာကြပါစေကျွန်တော် S3 channel ကမင်းခံပါ